လိန်နေတယ်ဗျာလိန်လို့မရဘူးတဲ့ဗျာသူများလိန်ရင်ကိစ္စမဖြစ်ကိုလိန်ရင်အနေရခက်တယ်အပြစ်ရှိမှန်းသိတော့မျက်နှာမဖော်ရဲဘူးပေါ့ဟုတ်ကဲ့ကိုလိန်ထမ်းမှန်းသိတော့မျက်နှာပူးဘယ်လိုမှလိန်လို့မရဘူးဆိုရင်အောင်မယမမင်းကတော့လိန်လို့ရတယ်ဗျာငရဲမင်းကလိန်ရတယ်လုံးပြန်ပြီဟုတ်ကဲ့လားဟဲ့နေရလဲမင်းငါလက်တွေ့မို့လို့ရမင်းလက်တွေ့မဟုတ်ရင်ဘာမှမပြောဘူးဘလို့သိတာကလိန်လို့ရဟာပြီးခဲ့တဲ့သတင်းကြွလာတယ်တော့အိမ်မှာမိမနဲ့ငါနဲ့ရန်ဖြစ်မိမအတော်စွမ်းနေဗျဘယ်နဲ့လုံးရင်မှမသိဘူးငါခေဆိုမေ့သွားတာပဲဟောရာကဲသနာပါအဲ့လည်းမေ့သွားလဲအမေမမင်းကငရဲပြေရောက်သွားဟောမျောတဲ့ချင်းပေါ့အေးဘောလူရဲအဲ့လိုရောက်ကြတာငရဲပြေလည်းမင်းရောက်ချင်လို့ရောက်ရတာမဟုတ်လမ်းကောင်းမဲ့လို့ရောက်တာမဟုတ်ကြီးလမ်းကနှစ်လမ်းရှိတလမ်းကတော့ဖုံးနေတာပဲကွာဖြောင်းဖြူးနေတာခလုတ်ကင်းဘာရှိဘူးတလန်းတော့မင်းစူးကြောင်ခလုတ်တွေနဲ့ဂျိုင်းတွေနဲ့ဂမူတွေနဲ့ခွက်တွေနဲ့သွားတာမငြိမညာပဲဒီလန်းတော့သွားလို့မကောင်းတော့ဘူးဟောဒီလန်းတော့ဖြောင်းနေတာပဲငါဒီလန်းသွားမှာပဲဆိုပြီးလမ်းကောင်းနဲ့ပဲလိုက်သွားတောက်လျှောက်ငရဲပြေတာလည်းရောက်တော့တာပဲမင်းဟောရာရမှာပေါ့ကွာလူတွေသေးတဲ့ခါကျရင်မင်းငရဲပြေသွားတဲ့လူကများတော့သွားပါများတော့အဲ့ဒီလမ်းကြီးကကောင်းနေတာဖုံးနေဟိုနတ်ပြေကတယောက်တလေတက်တာဆိုတော့ခလုတ်ကင်းတွေနဲ့မကောင်းအဲ့တော့လမ်းကောင်းမဲ့တော့ငါငရဲပြေရောက်နင်ငရဲပြေရောက်လို့ရှင်ဒေဝီတွေများတွေ့လို့ရှင်ရိုက်ခွဲခဲ့သမ်းမှာဘာလို့ငါရောက်ရင်ကြောစရာမရှိအောင်ငါငရဲပြေရောက်သွားတဲ့ခါကျတော့မင်းယမမင်းကြီးနဲ့တွေ့ယမမင်းကြီးကတော့ကြောက်စရာကောင်းတယ်ဂျိုကြီးနဲ့ဟုတ်လားကြည့်လေစပွဲကုံကြီးနဲ့စာအုပ်ကြီးတုတ်ကချထားတယ်ဘေးကလည်းတက်တော်ဆောင်တွေကမင်းခရင်ဝါကြီးတွေကင်ပြီးစောင့်ကြောက်စရာကြီးနော်တို့ရှိမှမင်းငရဲပြေရောက်လို့အစစ်ဆေးခံတဲ့လူတွေငရဲကြမဲ့လူတွေအဲ့ဒီမှာတန်းရှိနေတာပဲဗျာငါရှိမှကွာ3ယောက်လောက်ရှိတယ်ငါနောက်ကတော့အများကြီးပဲမင်းအများကြီးပဲငါရှိဘယ်သူတွေရှိတယ်မှတ်တယ်ရှေ့ဆုံးကမင်းခေါင်းမောင်းစားကြီး1000တောင်နဲ့ငါအထင်တော့မင်းဂောဘကအထင်တာပဲမင်းအဲ့ဒါဖះငွေစားတဲ့ဂောဘကမင်းငရဲရောက်ကြတာဖះငွေမစားတဲ့ဂောဘကတော့ဘယ်ရောက်မှာတော့မှာမင်းသူ့နောက်ကဘယ်သူလဲဆိုတော့ငါမြင်တာမင်းမှတ်မိတယ်မင်းအုတ်ထုပ်ကအဖြူနဲ့ကွာအင်းကြီးကလည်းအဖြူအောင်မလက်မောင်းနဲ့သူခရားပါလေးအောက်ကဘောင်းမီအပြာကြီးနဲ့ငါထင်တော့မင်းအဲ့ဒါမော်တော်ပြီးခဲ့တင်တာပဲမင်းကဟုတ်ပါမင်းသူ့နောက်ကဘယ်သူလဲဆိုသူ့နောက်ကမင်းဝါဝတုတ်တုတ်မိန်းမအကြီးအဲ့မိန်းမကြီးကအတော်ခန့်လှလဲလှအဲ့ဒီမိန်းမကြီးနောက်မှာငါရက်နေရလားငါနောက်မှာလူတွေမှာတန်းစီအများကြီးပဲမင်းအာကြီးတော့ပါတယ်မလားတန်းစီတော့အာကြီးလည်းပါတယ်လေတူတယ်မင်းယမမင်းကတော့တယောက်ချင်းခေါ်စစ်တာပဲတယောက်ချင်းခေါ်စစ်တာရှေ့ဆုံးအကောင်ရင်စစ်တာပဲနော်ဟဲ့ကောင်လာစမ်းမင်းလူပြေလုံးကဘာလုပ်တုံးမေးပြီတော့ကွာနဲ့ခေါင်းမောင်းစား1000နဲ့မင်းခေါဘကနေမှာပါလေခေါဘကဆိုဘုရားငွေစားလို့သာငါးစီရောက်လာငွေမစားငါးစီလာကြကြောင်းမရှိဘူးသွားငရဲအိုးတယ်ခေါဘကငရဲအိုးတယ်ထဲကွာမင်းမေးလို့မောင်းချက်တီခေါင်းမောင်းကြီးပါအေးပြောသွားတာပဲဟုတ်လားအေးတာခေါဘကပြီးတော့မင်းနောက်တစ်ယောက်ခေါ်တယ်လာစမ်းမင်းလူပြေပါလို့မော်တော်ဘီကဖြေးရှာကျွန်တော်လူသားကောင်းကျိုးလုပ်တာပါရင်တစ်စီးနဲ့တစ်စီးမတိုက်အောင်ရင်စီကလမ်းစီကလိုက်နာအောင်ဆိုင်ကယ်ဒီအစီးတွေမဖြစ်အောင်စီကံထိမ့်သိရင်နဲ့နေဘူးမချောင်မိုးရမချောင်လမ်းစုံလမ်းမှာလမ်းလွေးกว่าမှာကျွန်တော်ရင်အန်ရကင်းရှင်းအောင်လမ်းပြပေးပါလေမော်တော်ပြီးခဲ့ပါဟုတ်ပြောမနေနဲ့ငါလူအနေသက်ကဝင်လာတယ်မောင်ခိုဆိုင်ကယ်တွေကြမင်းတို့အမြင့်ပြအောင်မဖမ်းဘူးလေမျိုးတဲ့ရောက်လာမှ2000ထိုင်ရိုက်3000ထိုင်နဲ့သွားမင်းငရဲအိုးတယ်မဲမေတော့မင်းထဲတာဗျာဟာအုတ်တော့ကြီးပါကိုကျွန်းသွားတာပဲခရလေးပါကိုအရေးပြောသွားတာရေးကမှုတ်ဆရာမရှိပြီးတာပဲကွာနောက်တော့မှုတ်ကြကိုမရှိတာအဲ့ဒီသူ့လက်ပြီးတော့မင်းနောက်တစ်ယောက်ခေါ်တာမိမကြီးအလက်မိမကြီးလည်းကြောလာလေခင်ဗျလူပြေတော့မလုပ်ခဲ့လို့ပြောမိမကြီးကဖြေးရှာကျမလူပြေတော့ငါတဲ့အလူကြီးပေးခဲ့တယ်လေပစင်းခံခဲ့တယ်လေကြောင်းဆောက်ခဲ့တယ်တိမ်ဆောက်ခဲ့တယ်ဟာခင်ဗျကုသိုလ်လေးများလိုက်တယ်သွားနတ်ပြေအေးဘောကိုမိမကြီးကုသိုလ်များလို့နတ်ပြေလွတ်ကောင်းတယ်ကောင်းအဲ့ဒီမိမကြီးပြီးတော့ငါအလဲရအဲ့အောင်လားလေမင်းလူကြီးပါလို့ခဲ့တော့ဟာမေးမနေနဲ့ငါလူခုနကတော့ငါမိမပဲဟာမင်းလည်းကုသိုလ်များတယ်သွားနတ်ပြေဟောရာဒီလူရတဲ့စစ်ကိုမစစ်ဘူးအောင်ယမမင်းအာစာနော်ယမမင်းငါလိန်ပြည့်တော့သူအငိုက်ပြီးသွားတာပဲလိန်နာမင်းနတ်ပြည်ရောက်သွားဒါပေမဲ့တခုတော့ဆိုးတယ်ဘာဖြစ်လဲကိုကလိန်လို့ဖြစ်တဲ့နတ်ဆိုတော့တကိုးမရှိတကိုးအသာထားရမင်းနတ်ဝတ်တစားကအပြည့်စုံမရဘူးရှေ့ဖုံးတဲ့ငချောက်ပြားကအရှိကြီးမရဘူးတိုးတိုးလေးရလာခဲ့တယ်။ဩနတ်နာကနေမှာဗောနာကလည်းဆိုတာပေါ့ကွာမင်းနာကမောင်းကလုံသေးတယ်ငါနတ်တစားကဟိုရမ်းဒီရမ်းဆိုတော့မင်းမလုံမှုရဲ့အမရွှေကြီးပြလိုက်ရမှာအဲ့လားဒါပေမဲ့
ငရဲမင်းကငရဲပြေမနေနဲ့နတ်ပြေတဲ့ဆိုငါနတ်ပြေတဲ့ရတော့ အင်း တကူမရှိတော့မတက်နိုင်ဒါနဲ့နတ်ကြုံရှာလားနတ်ကြုံလူကြုံမရှာနိုင်ဘူးနတ်ကြုံရှာ အင်း ခုနကနတ်သမီးလွားတွေ့ဟာပြောနတ်သမီးနေဦးခေဘယ်သားမနတ်ပြေတက်မလို့ဟာကျုပ်ပါခေါ်သွားသမှာဘာလို့ခေါ်မှာလို့ရှင်နဲ့ကျမနဲ့တူသွားကျမတမျိုးထင်မှာပေါ့မထင်ပါဘူးဗျာခမရကတကယ်လူလို့ဖြစ်တဲ့နတ်သမီးကျုပ်ကလိန်လို့ဖြစ်တဲ့နတ်သားတကူမရှိငရဲမင်းကနတ်ပြေတက်ဆိုတော့ကျုပ်တက်ဖို့အတွက်ခမရကိုညီမရမှာကျွန်တော်သနာပါဗျာကိုညီပါဆိုတော့နတ်သမီးကသနာတော်ပုံရ ဒါပါတော့ ဒါနဲ့ခေါ်သွားမယ်ဒါပေမဲ့ရှင်နဲ့ကျမနဲ့ဒန်းတို့ညီတို့တော့မသွားနိုင်ရှင်ကျမခြေတော့ကိုဆွဲပြီးလိုက်ခဲ့ရ အေးဘောနဲ့တကူမှမရှိတာအဲ့လိုလည်းတော့မပေါ့ ဘယ်ဆွဲလဲကွာရောက်ဖို့ရည်ကြီးတာ ဟုတ်တယ်လေ ဒါပေမဲ့ तू ကဂရီတောင်းသေး ဟာလေ နတ်တွေမရောက်မချင်းတော့အပေါ်မော့မကြည့်ရဘူးနော်အဲ့ဒီနေရာဒုက္ခရောက်တော့တာပဲကိုယ်လည်းကိုယ်အကြောင်းကိုသိတယ်ဒီကွာမင်းဒါပေမဲ့မကြည့်ဘူးလို့ဂရီမပေးရင်လည်း तू ကခေါ်မှာမဟုတ်ဘူးအေးပါဗျာကျွန်တော်မကြည့်ပါဘူးကိုယ်စိတ်ကိုချိုးနေထားပါမယ်ပေါ့ဒါမကြည့်ဘူးပေါ့နတ်သမီးကပြောသူတက်သွားတာမဲမေလို့ကိုချီတော့လမ်းဆိုလဲချီတော့မဆွဲဘူးချီမဆွဲလိုက်ရတာဗျာဟာနတ်သမီးလည်းဘောတက်ကမြန်လိုက်တယ်မြန်ကိုဟူးနာတာမြန်တာပဲကောင်းငင်ရောက်တော့ကောင်းငင်လေးကတော်တော်ကြမ်းနေတာကောင်းငင်လေးတော့ဟောနဲ့တိုက်အဲ့လိုလေအတိုက်နတ်သမီးထမိန်တန်နဲ့လေနဲ့လွင့်ပြီးဖဖဖဖဖဖလည်းအတန်းကိုကြားနေရအောင်မလေးအောင်ထော်ရရတော့ကိုကလားဒါပေမဲ့လက်ကလည်းသူ့ချီမကင်ထားတာညောင်းတာဟုတ်ပါညောင်းတော့ကိုကလန့်မိရတော့ယောနတ်သမီးကနတ်ပြေမရောက်သေးဘူးလားဗျရောက်တော့မှာပါဘယ်လိုဖြစ်နေတာတော့ရောက်ရင်ပြောမယ်အပေါ်တော့မောမကြည့်နဲ့နော်အောင်မယ်သူသတိပေးလို့ဗျကိုမျက်လုံးကတော့ထောင်းရောက်နေပြီရဲ့ကွာအဲ့မှာမောမကြည့်ပါဘူးမကြည့်ဘူးပေါ့ဒါနဲ့ဆွဲလိုက်သွားတော့ယောနတ်သမီးမရောက်သေးဘူးလားဗျရောက်တော့မှာပါမင်းလည်းဖြစ်နေတာအော်ဟိုမှာဘုံဘိတ်မှန်ကအယောင်လေးတောင်မြင်နေရပြီဆိုတော့ကိုလည်းမအောင်နိုင်နဲ့အပေါ်မော့ကြည့်တာဟာအဲ့ဒီချိန်မျက်လုံးနဲ့ဘာလို့ဝင်မမသိကွာစက်လိုက်တာကွာငါအဲ့ဒီလိုမျက်လုံးတွေစက်သွားတော့မှလန့်ပြီးငါသတိရလာတာမဟုတ်ဘူးသတိရလို့ဘေးကြည့်လိုက်တော့မိမငါသတိမေ့နေလားရအောင်လို့တဲ့မျက်လုံးနဲ့မျက်စင်းတွေခတ်ဒေါသဖြစ်လိုက်တာကွာမိမကမျက်စင်းခတ်လိုက်လို့သူသာမျက်စင်းမခတ်ရင်ငါနတ်ပြည်ကွင်းကွင်းကွက်ကွက်မြင်အောင်လောက်တယ်မတူတူပါဘူး မျက်စင်းကကောမျက်စင်းနေမှာပါအပြစ်တွေ မသိသမီးတွေများလွဲသွားလားမသိဘူး ကိုလာဟမ် ဆရာ